နာတာရှည်ကြောက်ကဝေဒနာခံစားနေရပြီဆိုရင်အိမ်မှာပဲချက်တဲ့အစားအသောက်တွေကိုစားနိုင်ခြင်းအတကယ်ပဲကောင်းပါတယ်။ဒါပေမဲ့မဖြစ်မနေအပြင်ကိုသွားရပြီးခရီးတွေထွက်နေရပြီဆိုရင်ဘယ်လိုမျိုးရွေးချယ်စားသုံးသင့်လဲဆိုတဲ့အကြောင်းလေးကိုဒီနေ့ဒီဗီဒီယိုလေးထဲမှာပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ကတော့အာဟာရဆိုင်ရာဆရာဝန်ဒေါက်တာဇွန်တီရီပါ။နာတာရှည်ကြောက်ကဝေဒနာရှင်တွေမှာဆိုရင်အဓိကအချက်နှစ်ချက်ကိုသတိထားရပါမယ်။နံပါတ်1ကတော့အပြင်စာစားပြီဆိုတာနဲ့ရွေးချယ်မှုပိုင်းမိမိကိုယ်တိုင်ရွေးချယ်မှုပိုင်းကိုအထူးဂရုပြုရမှာပဲဖြစ်ပြီးတော့နောက်တစ်ချက်ကတော့ order လို့ခေါ်တဲ့မှာကြားမှုပိုင်းကိုဂရုပြုရမှာပဲဖြစ်ပါတယ်။ရွေးချယ်မှုပိုင်းကတော့အဓိကပါ။နံပါတ်1ရွေးချယ်တော့မယ်ဆိုရင်စားတတ်များတဲ့စားတောက်တွေကိုအိမ်မှာလိုပဲအလွန်ကျိုးများတဲ့စားတောက်တွေကိုရှောင်ကျဉ်ပေးရမှာပဲဖြစ်ပါတယ်။ဒါကတော့အားလုံးသိရှိပြီးသားဖြစ်တဲ့ငပိငချောင်းငံပြားရည်ဒီလိုမျိုးစားတွေအများကြီးနဲ့လှုပ်ထားတဲ့စားတောက်တွေဒါမျိုးတွေကတော့တက်နိုင်တဲ့လောက်ရှောင်ကြပေးရမှာပဲဖြစ်ပါတယ်။ရှောင်ပြီးသွားပြီဆိုတာနဲ့ကိုကမှားကြတဲ့ခါမျိုးမှာဟင်းတစ်ခုခုမှားတော့မယ်စားတောက်တစ်ခုခုကိုမှားတော့မယ်ဆိုရင်စားတွေအများကြီးမထည့်စေဖို့ငံပြားရည်သုံးခဲ့ရင်တော့မှနည်းနည်းပဲထည့်စေဖို့ဒီလိုမျိုးမှားကြပေးလို့ရပါတယ်။ဒါကတော့ရှင်မတို့ရွေးချယ်တဲ့ဘိုင်းနဲ့မှားကြတဲ့အပိုင်းမှာပေါ့နော်စားတဲ့အတွက်ကိုပြောတာပေါ့နောက်တစ်ခုရွေးချယ်မှုပိုင်းတွေနောက်ပိုင်းမှာပို့ပြီးတော့အရေးကြီးရရှိပါတယ်ဘာတွေလဲဆိုတော့နံပါတ်ဒုတိယတစ်ခုရွေးချယ်တဲ့ခါမျိုးမှာရေဓာတ်ပေါ့နော်အရေများစေတဲ့စားတောက်တွေကိုတတ်နိုင်တဲ့လောက်ရှောင်ပြီးတော့ရွေးရမယ်ပေါ့ကိုကအရေများများနဲ့ဟင်းကိုလာပြီးတော့မှားလိုက်ပြီဆိုရင်ကိုတနေ့တာလိုအပ်ချက်အရာရေဓာတ် limit လောက်ထားရဲဆိုရင်ပို့သွားနိုင်ပါတယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ limit အတွင်းမှာပဲတောက်သုံးနိုင်နေဆိုရင်တော့အရေကိုအနည်းငယ်ထည့်ပြီးတော့တောက်သုံးပေးလို့ရပါတယ်ရေတက်ပြီးသွားတဲ့ခါမျိုးမှာဆိုရင်နောက်ထပ်ကတော့အသားတက်ပါအသားတက်ကိုပြောရင်လည်းအသားတက်မှာလက်ဆက်တဲ့အသားလို့ပြောတာပေါ့ fresh meat တွေကိုပို့ပြီးတော့ရွေးချယ်သင့်ပါတယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ကြာရှည်ခံအောင်လုပ်ထားတဲ့ processed meat တွေပေါ့နော်ဥပမာအသားပြားတွေကြက်ဥချောင်းတွေဒီလိုမျိုးတွေကိုမှာပြီးတော့စားမယ်ဆိုရင်အခုအတွက်ကျန်းမာရေးအတွက်မကောင်းနိုင်ဘူးဒါကြောင့်မို့လို့ဖြစ်နိုင်နေဆိုရင်တော့လက်ဆက်တဲ့အသားတွေကိုပဲရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ဒါကတော့အသားတက်ပါအသားတက်ပြီးသွားတဲ့ခါမှာကိုနေ့စဉ်စားတဲ့ခါမျိုးမှာဟင်းသီးဟင်းရွက်အသီးနှံလေးတွေကိုနေ့စဉ်ထည့်ပြီးစားပေးရမှာပဲဖြစ်ပါတယ်ကြောက်ကသမားတွေမှာဆိုရင်ပိုတက်ဆီယမ်ဓာတ်ကိုအထူးသတိပြုရပြီးတော့ရွေးချယ်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဟင်းသီးဟင်းရွက်တို့အသီးနှံတွေမှာပိုတက်ဆီယမ်အလွန်များတယ်အလက်များတယ်နည်းနည်းလေးပဲပါတယ်ဆိုတော့အပိုင်းတွေရှိရပေါ့အဲ့တော့ကိုယ့်ရဲ့သွေးရင်းမှာရှိတဲ့ပိုတက်ဆီယမ်ဓာတ်တွေဒီအလွန်မြင့်နေရဆိုရင်တော့မြင့်တဲ့စားတောက်တွေမြင့်တဲ့ဟင်းသီးဟင်းရွက်တွေမြင့်တဲ့အသီးနှံတွေကိုရွေးချယ်တဲ့အခါမှာတိတ်ပြီးတော့မရွေးချယ်သင့်ပါဘူးဒါပေမဲ့အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့တစ်ခါလောက်ပုံမှန်ပဲသွေးတွင်းပိုတက်ဆီယမ်ဓာတ်ကပုံမှန်ပဲရှိနေရဆိုရင်တော့ဒီလိုပိုတက်ဆီယမ်မြင့်တဲ့အစားတောက်ကိုတစ်ခါတလေတစ်ရက်တလေတစ်ချိန်စာလောက်ပမာဏနည်းနည်းထည့်စားလိုက်တာကတော့အရင်ပြီးပြဿနာမရှိပါဘူးအသီးနှံရွေးချယ်တဲ့အခါမှာလည်းဒီလိုပါပဲအသီးနှံဒီလည်းပိုတက်ဆီယမ် level ရကွာခြား